2020မတ်လတော့ကဒီကျွန်တော်တို့ဒီ online ministry ကိုစပြီးတော့လွှင့်တဲ့အခါမှာသာသနာမှာပေးဆက်ခြင်းတဲ့လူငယ်လေး2ယောက်ကိုရိုးလူငယ်လေး2ယောက်ကိုကျွန်တော်ဒီ online မှာဒီဆက်တွေကင်ဖို့ online လွှင့်ဖို့အတွက်ကျွန်တော်ခေါ်လိုက်တယ် live streaming လွှင့်ပြီးဆိုလို့ရှိရင်ရိုးမတောက်တခေါင်းနဲ့လွှင့်လို့မရဘူးအပြင်မှာ live streaming လွှင့်နေလေဆို live ဆက်ကင်တဲ့လူတွေဆိုလို့ရှိရင်တကယ်ဆရာကြီးတွေအဲ့လိုမျိုးဆရာကြီးတွေကို professional တွေကိုကျွန်တော်မခေါ်ခဲ့ဘူးဆိုတာကလည်းကိုကလည်းလာစာမပေးနိုင်ဘူးမဖို့လည်းမပေးနိုင်ဘူးဒါကြောင့်ဒီရိုးလူငယ်လေး2ယောက်ကိုကျွန်တော်ခေါ်ပြီးတော့ဒီကျွန်တော်တို့ဒီ online mission မှာ online ministry မှာကျွန်တော်တို့စတင်ခဲ့တယ် Bishop John Say ရာနေစပြီးတော့Bishop John Say ပြန်လွန်ပြီးတဲ့နောက်ပိုင်းမှာလူငယ်လေး3-4ယောက်ကိုတော့ထပ်ခေါ်တယ်ပြီး sister တွေကိုခေါ်တယ်ပြီးဖုန်းကြီးတွေကို online မိစာဟောဖို့အတွက်ကျွန်တော်ခေါ်ခဲ့တယ်ဖျားရှင်တဲ့ကောင်းကိုကျင်ညာဟောပြောဖို့အတွက်အရင်ဦးဆုံးလူကိုခေါ်ရတာပဲဖြစ်တယ်အဲ့လိုမျိုးခေါ်ပြီးတော့ကျွန်တော်တို့ခုချိန်တီးပေါ့လေခုချိန်တီးဒီ online ministry ကိုနေတိုင်းဖုန်းတွေသူအလဲကျ sister တွေလည်းသူအလဲကျကျန်းစာဖတ်တယ်ဒီလူငယ်လေးတွေလည်းပဲသူအလဲကျဒီစက်တွေကင်နဲ့ကင်မရာတွေကင်ကြတယ်ကဘာရက်ကိုသွားပြီးတော့အေဝံဂေလိတရားကိုဟောပြောကြလောကျွန်တော်တို့ကဘာရက်ကိုမသွားနိုင်ဘူးအမေရိကကိုမသွားနိုင်ဘူးအော်စီကိုမသွားနိုင်ဘူးထိုင်းကိုမသွားနိုင်ဘူးသူတို့ဒီအခန်းလေးထဲမှာပဲပေ20-30ကျဲတဲ့အခန်းလေးမှာပဲဒီ online ဒီချက်ပဲထဲမှာပဲကျွန်တော်တို့ဒီမှာကျွန်တော်ဒီမှာဖျားရှင်သတင်းကောင်းကိုကြီးညာတဲ့အခါမှာကျွန်တော်တို့ကဘာတဝန်လုံးကိုသွားပြီးအေဝံဂေလိတရားတော်ကိုဟောပြောကြတာနဲ့အတူတူပဲဖြစ်တယ်ဒီအလောက်ကကျွန်တော်တို့လွယ်ကူလို့လောက်တာမဟုတ်ဘူးခက်ခဲတယ်နေ့တိုင်းလူငယ်လေးဆိုတော့9နာရီထားတယ် sister တို့ထားတယ်ဖုန်းတွေတို့အော်ဝါဒတွေပြင်ရတယ်ပုံမှန်မိစားမပြတ်ဒါဖျားရှင်ယေရှုတော်ကြောင့်ကျွန်တော်တို့ဒီချိန်ထိ online ministry ကိုဆက်လက်ပြီးတော့ပြုလုပ်နိုင်တာပဲဖြစ်တယ်ဒီနေ့ဧဝံဂေလိကျမ်းစာထဲမှာဖျားသခင်ကသူ့ရဲ့တမန်တော်လုပ်ငန်းသတင်းကောင်းကိုမကြေညာခင်မှာသူ့ရဲ့တပည့်တော်ကြီး12ပါးကိုခေါ်ခဲ့တယ်တပည့်တော်ကြီး12ပါးထဲမှာမှပေထရုယာကုပ်ယောဟန်ကတငါသေးတယ်သူဖာရိစီဦးတွေကိုသူမခေါ်ခဲ့ဘူးရိုးသားမှလူတွေကိုပဲသူခေါ်ခဲ့တယ်ပြီးမာတေဦးအခွန်ခံဖျားရှင်ရဲ့တမန်တော်လုပ်ငန်းကိုသူစတင်လှုပ်ဆောင်တဲ့အခါမှာအရင်ဦးဆုံးသူ့ရဲ့တပည့်တော်ကြီး12ပါးကိုခေါ်ခဲ့တယ်ခေါ်ပြီးတော့မှသူတို့အပေါ်မှာဒီနတ်ဆိုးတွေကိုနေထုံနိုင်တဲ့အနာယောဂမျိုးပျောက်ကင်းနိုင်တဲ့အခွင့်အာဏာကိုပေးတယ်ပေးပြီးတော့မှခေါ်ပြီးတော့သူ့ရဲ့တပည့်တော်ကြီးတွေကိုဒီအခွင့်အာဏာပေးပြီးတော့သူ mission စေလို့လိုက်တယ်အခုနကျွန်တော်လူတွေကိုခေါ်ပြီးတော့ကျွန်တော်တို့လှုပ်ဆောင်တယ် mission ဆိုတာလှုပ်ဆောင်တဲ့အခါမှာဖျားရှင်တဲ့ရင်ကောင်းတရေဦးသောဧဝံဂေလိတရားတော်ကိုကဘာတဝမ်းလုံးကြားနာသွားတယ်ဒါကြောင့်ဒီနေ့ဖျားရှင်ကသူလူတွေခေါ်တဲ့အခါမှာပညာတတ်တွေပညာရှိတွေကိုသူမခေါ်ခဲ့ဘူးရိုးဘာမှပညာမရှိတဲ့တငါတဲ့ပေထရုနဲ့ယာကုပ်ယောဟန်အခွန်ခံတဲ့လူတွေကိုပဲခေါ်ပြီးတော့သူ mission ကိုစတင်ခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်တမန်တော်ကြီးရဲ့ဟောပြောသွန်သင်မှုကြောင့်ကဘာတဝမ်းလုံးမှာအခုချိန်ထိကသလိဘာသာကခရစ်တော်ရဲ့တရင်ကောင်းဟောပြောတဲ့လူတွေအများကြီးရှိနေပါတယ်အများကြီးလည်းကျေပြန့်သွားပါတယ်ဒါကြောင့်ဖျားကကျွန်တော်တို့ကိုပြည့်စုံလို့ခေါ်တာမဟုတ်ဘူးပြည့်စုံဖို့ခေါ်တာမဟုတ်ဘူးပြည့်စုံလို့ခေါ်တာမဟုတ်ဘူးပြည့်စုံစေဖို့အတွက်ခေါ်တာပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့တူးစီရဲ့ဘဝတတမှာလည်းဖျားရဲ့ခေါ်တော်မူခြင်းကိုစေကြောခြင်းမင်္ဂလာတဲ့ကျွန်တော်ခံယူပြီးရရှိထားပြီးကျွန်တော်တို့ခေါ်ပြီးဆိုလို့ရှိရင် mission လှုပ်ဆောင်ဖို့အရေးကြီးတယ်ဒါကြောင့်ကျွန်တော်တို့နေ့စဉ်ရှင်သားတဲ့ပတ်ဝန်းကျင်မှာ
ဒီဖခင်ကကျွန်တော်တို့တွေခေါ်ထားပြီးလို့ရှိရင်နေ့စဉ်ဖခင်ရှင်တည်င်းကောင်းကိုကျင့်ညာဟောပြောဖို့ကိုယ့်ရဲ့နီးစပ်ရာပတ်ဝန်းကျင်မှာအားလုံးတဝူးစီတိုင်းကဖခင်ရှင်ရဲ့တည်င်းကောင်းကိုကျင့်ညာဟောပြောဖို့တာဝန်ရှိတယ်ဆိုတာမမေ့ကြပါနဲ့